အားလုံးပဲမင်္ဂလာပါဒီနေ့20ရက်နေ့12လပိုင်းအတွက်ရောက်ဝင်တဲ့ကုန်တွေရောက်ပါပြီဟိုပါ22 23ကဆိုင်2ရက်နားပါတယ်နော်မနက်ဖြန်21ရက်နေ့အတွက်ဒီနေ့လိုတာလေးရှိရင်မှာထားလို့ရပါတယ်ဒါတော့မပါတာနည်းနည်းကြာနေပြီဖြစ်တဲ့ဆက်သားကြက်တိုက်တွေပါအများမရဘူးပေါ့နော်လောလောဆယ်5ပိတ်တာလောက်ပဲရပါမယ်တပိတ်တာကို3,200ဈေးပါဥတူယူပါနော်ဒါတော့ဖြူသားပါတပိတ်တာကို6,000ခွဲဈေးပါဒါတော့တောဝတ်သားပါအယိုးလွတ်ပါတပိတ်တာကို9,000ပါဒါတော့ဆက်သားပါတပိတ်တာကို4,000ခွဲဈေးပါဒါတော့နွားချင်းမှာသူလောလောဆယ်ကဟိုပါပေါ့နော်နေဘက်ကတင်တာမို့လို့အသားပြတ်မှာဆိုလို့လုံးဝခဲထားလို့ပါအသားတော့လက်တယ်နော်တပိတ်တာကို4,000ဈေးပါဒါတော့ကနန်းမရှယ်တွေပါ1 kg ကို28,000ပါဒါတော့ချင်းဝတ်သားပါတပိတ်တာကို4,000ခွဲဈေးပါဒါတော့ငုံချက်တိုက်ပါတတွဲကို1,000ခွဲပါဒါတော့ဓနိရေပါတပူးကို6,000ပါဒါတော့တနံမြင်ပါတပိတ်တာကို1,000ပါဒါတော့ရေခုပါတပိတ်တာကို2,000ခွဲဈေးပါဒါတော့ပိန်းဥပါတပိတ်တာကို8,000ပါဒါတော့မြင်းခွာချေပါ30သားကို1,500ပါဒါတော့အာလူချေပါတပိတ်တာကို8,000ပါဒါတော့မရွက်6လုံးလေးပါတပိတ်တာကို6,000ဈေးပါဒါတော့ရခိုင်အာလူဝီးတောင်အာလူပါတပိတ်တာကို3,000ပါဒါတော့အိမ်နိုင်မြောက်ဥပါတပိတ်တာကို1,000ပါဒါတော့ငရုတ်ပူတီပါတပိတ်တာကို18,000ဈေးပါဒါတော့ပဲပြားသီးပါတပိတ်တာကို8,000ပါဒါတော့ခရမ်းသီးပါတပိတ်တာကို8,000ပါဒါတော့မရွက်လုံးမှာအလုံး100ကို1,000ပါဒါတော့မကြီးသီးစိမ့်မှာတပိတ်တာကို9,000ပါဒါတော့ငခမ်းပါ6ပါတပိတ်တာကို5,500ဈေးပါဒါတော့ငရွှေမိခင်အကောင်မှာတပိတ်တာကို6,000ဈေးပါဒါတော့တောင်စိတ်စီပါတပလင်းကို1,000ပါဒါတော့ဝုံဝုံစီပါတပလင်းကို9,000ပါဒါတော့မြင့်ငပိပါဒါ90သားဘူးပါနော်တပူကို9,500ပါအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်